အားလုံးမင်္ဂလာပါကျွန်တော် special follow channel ကကိုရိပ်ဖြစ်ပါတယ်လက်ရှိဒီနေ့ညမှာ series ပွဲစဉ်ထဲမှာနည်းနည်းလေးစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲစဉ်တစ်ပွဲအနေနဲ့ကျွန်တော် Jupiter နဲ့ Sassuolo လို့ပွဲစဉ်ကိုရွေးချယ်ထားတယ်ဒီပွဲစဉ်ရဲ့ချစ်ဖွင့်မှုလည်းကြိုက်တယ်ဆိုတော့လက်ရှိဥရောပဝင်ခွင့်အတွက် Jupiter အနေနဲ့ချန်ပီယံလိဝင်ခွင့်အတွက်မှာဖိအားရှိတယ်ဒီပွဲစဉ်ဒီလိုပွဲစဉ်မျိုးတွေကိုအနိုင်ရတဲ့တစ်ဖက်က Sassuolo မှာပြန်ကြည့်ပြန်တော့ဒီပွဲစဉ်မှာတိတ်ပြီးတော့ထူးထူးခြားခြားအမှတ်လိုအပ်ချက်တော့မရှိဘူးဒီနေရာမှာ Jupiter နီးပြ Spalletti အနေနဲ့သူ့နီးပြဘဝမှာ Sassuolo နဲ့ထိတ်ထိတ်တွေ့ဆုံခဲ့တာ12ကြိမ်ရှိတယ်9ကြိမ်နိုင်ပြီး2ကြိမ်အေးကြတယ်3ကြိမ်ရှုံးတာတယ်နီးပြချင်းထိတ်ထိတ်တွေ့ဆုံမှုမှာတော့2ကြိမ်နိုင်ထားတယ်2ကြိမ်ပဲရှိခဲ့တယ်ဆိုတော့လက်ရှိ Jupiter ကဒီပွဲစဉ်မှာ2+90အကျော်ပေးထားတယ်ကျွန်တော်ဝင်ယူရဆိုရင်တော့ 1/5 ဝင်ယူထဲမှာပါတယ်ဂိုးပေါင်းစရ3လုံး10ပြားနိုင်ဆိုတော့ Jupiter ရှိတာကျွန်တော်2ဂိုးမျှော်လင့်လို့ရမလားပထမအကျော်ကတော့ Sassuolo အိမ်ကွင်းမှာ Jupiter က 0.75 ပေးတယ်0.3ဆိုတဲ့ရက်လက်မျိုးနဲ့နိုင်တယ်Jupiter အိမ်ကွင်းမှာ Sassuolo ကို 1/5 ပေးခဲ့တဲ့ပွဲစဉ်တွေတစ်ချက်ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်2016ကတစ်ကြိမ်ရှိမယ်3-1နဲ့နိုင်တယ်2018ကတစ်ကြိမ်ရှိမယ်7-0ဆိုတဲ့ရက်လက်မျိုးနဲ့နိုင်တယ်ပြီးရင်2021ကတစ်ကြိမ်ရှိမယ်3-1ဆိုတဲ့ရက်လက်မျိုးနဲ့နိုင်တယ်ဆိုတော့ Jupiter အနေနဲ့ Sassuolo 1/5 ဝင်ယူပေးတိုင်းမှာ3ပွဲစလုံးနိုင်တယ်3ပွဲစလုံးကျင်းအောင်တယ်ပြောရမယ်ဆိုရင်3ပွဲစလုံးတော့အပေါ်ဆုံးနေကြီးပြအောင်ခဲ့တာတွေ့ရတယ်ဒါပေမဲ့ Jupiter အနေနဲ့2015နောက်ပိုင်းပဲပြန်ကြည့်ပေါ့နော်2015နောက်ပိုင်းလောက်ကစပြီးတော့ Sassuolo လက်ခံကစားတဲ့ပွဲတွေမှာအိမ်ကွင်းမှာဆိုရင် series ပွဲတွေအနေနဲ့ဆိုရင်သူကနှစ်ပွဲထပ်ပို့ပြီးတော့ကြေးအောင်လေးအောင်ထားတော့မရှိဘူးဗျဒီမှာထူးထူးခြားခြားအနေနဲ့ဘာရှိပြန်နေလဲဆိုတော့ဒီ2015နောက်ပိုင်းမှာ Jupiter အိမ်ကွင်းမှာ Sassuolo လာကစားတိုင်းမှာနှစ်ပွဲဆက်တိုက်ဆက်က200တီဆက်ပေါ့နော်ခန့်စစ်ကကလင်းရှိရပြီးရိုက်မှာနောက်3ပွဲမြောက်မှာ Sassuolo ကိုဂိုးပြန်ပေးနေရတဲ့ဇာတ်လေးရှိတယ်အဲ့တစ်ချက်ကတော့မကောင်းဘူးဗျ Jupiter ဒီရသည်အိမ်ကွင်းလုံးနိုင်ဆိုအားပိုင်းနေရတော့လက်ရှိအနေထားဆိုရင်တော့ဘာမှပြောစရာမရှိဘူးလက်ရှိဖွင့်လှစ်မှုကလည်းကျွန်တော်အနေနဲ့တဦးရဲ့အမြင်အရဆိုမှန်ကန်တဲ့ဖွင့်လှစ်မှုလို့ပဲထင်တယ်နောက်ဆုံးအိမ်ကွင်း5ပွဲမှာဆိုရင်တပွဲရှုံးတယ်တပွဲတည်ကြတယ်3ပွဲနိုင်တာတယ်နိုင်ခဲ့တဲ့3ပွဲစလုံးမှာ3-5 4-4ရှုံးခဲ့တဲ့ပွဲက0-2လာဇီယိုနဲ့တူတူကြတယ်ဆိုတော့အိမ်ကွင်းလုံးနိုင်ဆိုတာအပိုင်ဒီမှာကျွန်တော်ပြန်ကြည့်မယ်ဆိုရင် Jupiter ကဒီရသည်အိမ်ကွင်းလုံးနိုင်ဆိုတာအပိုင်ကောင်းတဲ့အသင်းမျိုးတွေမှာပါတယ်အိမ်ကွင်းကြေးအောင်လုံးရပြန်ကြည့်မယ်ဆိုလည်းမစိုးလို့ပြောလို့ရပြအသင်းကြီးတသင်းအနေနဲ့ဒါပေမဲ့ကျွန်တော်တဦးရဲ့အမြင်အရဆိုရင်လောက်ငါကောင်းနေတာလားဆိုတော့ကျွန်တော်အနေနဲ့အဲ့ဈေးတန်းမျိုးမှာတော့ကျွန်တော်အိတ်ရှင်အသင်း Jupiter ကိုမကြိုက်ဘူးဗျဘာလို့ဆိုတော့လက်ရှိ Jupiter ရဲ့ဒီရသည်ကစားအပိုင်ဒီမှာပြန်ကြည့်မယ်ဆိုရင်ရာသီအစမှာ Inter Parma ကို2ပွဲဆက်နိုင်တယ်ပြီးသွားလို့ရှိရင် Cagliari Roma ကို2ပွဲဆက်နိုင်တယ်ပြီးတော့နာပိုလီခွင်မိုလီစီကို2ပွဲဆက်နိုင်တယ်နောက်ဆုံးပွဲတွေမှာပြီးဆောင်နိုင်တာဒီပွဲတွေမှာသူအနေနဲ့နိုင်ပွဲထက်ရအောင်မလားဒါပေမဲ့အဲ့လိုမျိုး2ပွဲဆက်ကြေးအောင်ပြီးရိုက်မှာတော့ကြေးပြန်ခွာတာလေးရရှိရဗျပြောမှဆိုရင်ဒီရာဒီအိမ်ဝင်း14ပွဲမှာသူအနေနဲ့2ပွဲဆက်ကြေးအောင်ခဲ့တာ2ချိန်ပဲရှိခဲ့တယ်ကျန်တဲ့ပွဲတွေမှာ1ပွဲကြေးအောင်ပြီးမှာပြန်ခွာတာလေးတွေတွေ့ရတယ်တစ်ဖက်က Sassuolo ကတော့နောက်ဆုံး2ပွဲမှာ Lazio 2-1နဲ့ရှုံးတယ်ဘိုလောနာကိုအိမ်ကွင်းမှာ 0-1နဲ့ရှုံးတယ်ဒါပေမဲ့ Sassuolo ကိုကျွန်တော်တခုတတိထားမိတာကဒီရာဒီအဝေးကွင်းပိုင်းမှာအသင်းကောင်းနေနဲ့ထိတ်ထိတ်တွေ့ဆုံတဲ့ပွဲတွေမှာတော်တော်လေးလုံအောင်လုံးကောင်းနေပဲပြောရမှာပဲဘာဖြစ်လို့လဲဆိုတော့ Inter Milan ကသူ့ကို 1/5 ပေးတယ်2-1နဲ့သူကြေးအောင်တယ်ပြီးတော့ AC Milan က1-1ယူပေးတယ်2-2နဲ့သူကြေးအောင်တယ်ဆိုတော့ Roma 2-0နဲ့ပဲသူကြေးကြတယ်နာပိုလီနဲ့1-0သူကြေးအောင်တယ်ဆိုတော့သူ့ရဲ့အနေအထားတစ်ခုကိုပြန်ကြည့်မယ်အတလန်နာနဲ့ပွဲစဉ်မှာဆိုလည်းသူ0-3နဲ့နိုင်တယ်သူ့ရဲ့အဝေးကွင်းပိုင်းတွေမှာလည်းပြန်ကြည့်မယ်ဆိုရင်သူကဒီရာဒီအဝေးကွင်းမှာ2ပွဲဆက်လုံးဝကြေးမကြတာဘူးလက်ရှိ Jupiter ဖွင့်လှစ်မှုကတော့လက်ရှိအမှတ်လိုအချက်နဲ့ဆိုရင်တော့ကျွန်တော်ထိုက်တန်မှုရှိရလို့ထင်တယ်နောက်တစ်ချက်ဒီနေရာမှာ Sassuolo ရဲ့အဝေးကွင်း14ပွဲမှာဆိုရင်သူ့အနေနဲ့တပွဲကြေးကြပြီးတိုင်းမှာနောက်ပွဲတွေမှာပြန်အောင်နေဗျခွင်မိုနီစီနဲ့ရာဒီစမှာ3-2ဆိုပြီးကြေးကြတယ်နောက်ပွဲတွေမှာ Inter Milan နဲ့ကြေးပြန်အောင်တယ်ပြီးတော့ကိုမိုနဲ့ကြေးကြတယ်2-0နဲ့နောက်ပွဲတွေမှာ AC Milan နဲ့2-2နဲ့ကြေးပြန်အောင်တယ်ပြီးတော့ Roma နဲ့2-0နဲ့ကြေးရှုံးတယ်နောက်ပွဲတွေမှာ Napoli နဲ့ကြေးအောင်တယ်လက်ရှိ Lazio ကို2-1နဲ့ရှုံးထားတယ်သူ့ရဲ့ဇရက်ရဆိုရင်ဒီပွဲတွေကသူကြေးပြန်အောင်မဲ့ဇရက်ဒီရာဒီအဝေးကွင်း14ပွဲမှာလည်း2ပွဲသက်ရှုံးခဲ့တာတစ်ချိန်ပဲရှိခဲ့တယ်လို့ဒီရာဒီမှာပြန်ကြည့်မယ်ဆိုရင် Sassuolo က1-6ထဲမှာ series ရဲ့ကြေးအောင်ဆုံးအသင်းထဲမှာပါတယ်ဆိုတော့တစ်ဖက်က Jupiter ကတော့ဒီရာဒီ series ရဲ့ကြေးအောင်ဆုံးအသင်းနေရာမှာဆိုရင်အဆင့်15ထိမှရောက်နေရဆိုတော့ကျွန်တော်ကလက်ရှိအဆင့်လာပိုင်းနဲ့လက်ရှိJupiter ဒီရာဒီအိမ်ဝင်စရိုက် Sassuolo ကြေးပြန်အောင်မဲ့စရိုက်ရယ် Sassuolo ပြန်ခွာနိုင်မဲ့စရိုက်နဲ့ဆိုရင်ကျွန်တော်Jupiter ပြန်ခွာနိုင်မဲ့စရိုက်နဲ့ဆိုရင်ဒီပွဲတင်ကကျွန်တော် Sassuolo ဘက်ကယဉ်နီးထားသိခြင်းနဲ့နောက်တစ်ချက်ထူးထူးခြားခြားလေးဒီမှာပြန်တွေ့ရတာကဘာလဲဆိုတော့ဒီနေ့တင်ထိတ်တွေ့ဆုံမှု2013ဆိုတော့နောက်ဆုံး73နှစ်တာကာလာတွင်းမှာပြန်ကြည့်မယ်ဆိုရင်ထိတ်တွေ့ဆုံမှု23ပွဲရှိတယ် Jupiter 16ပွဲတွေနဲ့3ပွဲတွေနဲ့ Sassuolo က4ပွဲပဲနိုင်တာတယ်ဒါပေမဲ့အဲ့ဒီနောက်ဆုံး73နှစ်တာကာလာတွင်း23ပွဲထိရှိခဲ့တဲ့ဆိုပေမဲ့ Jupiter အနေနဲ့ပေါ့နော် Sassuolo ကို
3ပွဲဆက်ထိပြိုင်ပွဲတော့3စီးရီပွဲတင်နေနေဆို3ပွဲဆက်ထိသူ့အနေနဲ့ကလင်းရှိမရဘူးဆိုတော့ဟိုတစ်ဖက်ကဂျူပီတက်အနေနဲ့ဂိုးပေးရမယ့်စရိုက်လေးလည်းရှိနေတယ်ဂျူပီတက်အနေနဲ့နောက်ဆုံး2ပွဲမှာဆဆူလိုအိမ်ကွင်းမှာ3သည်အဝေးကွင်းမှာ0 3ဆိုတော့သူ့အနေနဲ့ဒီပွဲတင်ကဂိုးပြန်ပေးရမယ့်အစင်လာပိုင်းစရိုက်လည်းရှိတယ်လို့ဒီနေ့တင်ထိတ်ထိတ်တွေ့ဆုံတိုင်းမှာလည်းတွင်းကိုတွေမြိုင်ထားရှိတယ်ကျွန်တော်ဒီပွဲတင်မှာဆဆူလိုတကူလောက်ရမယ်ပြီးရင်ဂျူပီတက်ကိုအကောင်းဆုံးဒုက္ခပေးနိုင်မယ်လို့ကျွန်တော်ထင်တယ်ဗျဒီပွဲတင်ကတော့ကျွန်တော်အောက်စီးတဲ့ဆဆူလိုဘိုးတွေကိုကြိုက်တယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ဗျ